ပုံမှန်ကဖူးအပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ကျွန်တော်စစိုင်းပြီးအပေါ်မှာခင်ဗျာကျွန်တော်ကိုဖေးမင်းကိုဆိုင်မင်းကိုစီယာကိုအောင်ကအင်္ဂါကိုကျွန်တော်ကိုကိတို့ဖြစ်ပါတယ်ခင်ဗျာစီဆိုင်လေးဘလာလေးခတ်ကြတော့ဒီမှာကျွန်တော်ဒီလိုနေနဲ့အခါပြီးတော့ကျွန်တော်အနောက်ဆက်ပြီးတော့ခင်ဗျာဒီနေ့မှာလွတ်ပြီးပြန်ရမှာဖြစ်ပါတယ်တိုင်းရင်းကျွန်တော်ပါများဖြစ်ရှိအားပေးနိုင်တဲ့အတွက်တို့တင်ရပါတယ်နော်ရှိပညာဒီမှာဒီကစေမရချင်းကိုဧကိကအစမငင်းတယ်အပြည့်အရာချင်းရမှုတုံ့ပြန်အောင်အင်ရှိဆောင်ရှိသားဆိုတော့စာကြည့်လို့အညီဒီမှာရေးရရှိပညာဆိုတာကျွန်တော်ဒီမှာဒီကစားကြတယ်လို့ကျွန်တော်စာကြည့်ရသိကြရတယ်ခင်ဗျာဒါကြောင့်လည်းကျွန်တော်အခုဇန်ဒီမှာနေရာယူအဲ့ဒါဒီကစားနေတာတော့ကျွန်တော်စီစာမျိုးကိုကြိုးစားပြီးစီစာမျိုးကိုမမရေးရဆက်လုံးအကျဉ်းနဲ့ပြပါတယ်ခင်ဗျာလာပြီခင်ဗျာလာပြီစီကနေစီကနေပြဖို့လာပြီခင်ဗျာလာပြီဒါဆိုတော့လာပြီခင်ဗျာအဲဒီလာဆိုလို့အချက်မှာဆိုဒီလာဆိုလို့လာပြီခင်ဗျာလာပြီခင်ဗျာကျေပြန်ချီတယ်လာပြီခင်ဗျာမျိုးစုကရောအဲ့တမန်လေးကတော့အစားလာတယ်ကိုဆောင်းစလေးလေးနဲ့ဆက်ဆက်ရဲ့အခြေခံဒီတော့အချက်ရောအဲ့ဒါမျိုးစုတက်ပြီးတော့ဒီအတိုင်းထိုးထားရင်လာရီခဏပတ်စလို့လာရီခဏဆက်ပြီးစီရလာခဏအနေကမှပတ်ပေါ်လာရီခဏဒီပေါ်အတိုင်းထိုးထားတယ်ရောအဲ့ဒါကိုနေကျော်တမန်လေးကခဏအလာခဏလာရီကိုလာရီကတာလာရီလာရီခဏဒါမှမရေးရအပြင်စစ်ရကောင်းတဲ့အလေးထားပြီးတော့ခဏလာရီခဏလာပြီကိုစီလန်ဒီဖွာနှစ်ယောက်အကာလေးခဏနဲ့ပြေးထားပြီလားဒီပြေးတယ်ဒါဒီမျိုးခဏရှာရရတယ်ခင်ဗျအကာလေးတော့ရော့လာပြီကျန်နည်းနည်းဆက်ဆက်လေးတော့ခင်ဗျကျန်လေးနဲ့အကာလေးလာပြီခင်ဗျမဟာတို့ကြတာခင်ဗျဘာဘူးရအောင်တော့ကြည့်လိုက်တယ်ခင်ဗျဆောင်းစလို့ရော့အဲ့ဒါလက်ထပ်လာဖွာလားရော့အဲ့ဒါမဟာနဲ့ရော့အဲ့ဒါကြောက်တဲ့ချင်းလာပြီခင်ဗျမဟာနဲ့အကာဆဲရနည်းနည်းလေးကျွန်တော်မဆွေးစရာကိုများတယ်ညာဟာဒီညာဒီကတော့လာခဏလာဒီခဏစလေးမဟာရီရခဏစလေးအကျန်မဟာရီလားဒီကစလေးရဲ့ဒီကစလေးဘာလဲခင်ဗျာရဲ့ပြေပြီးတော့မင်္ဂလာရှိရတဲ့ချက်တာပြီးတော့ရိုက်ဒီကစလေးပေါက်ထားပြီးတော့ကောင်းတဲ့အထောက်လာဒီခဏဒီကစလေးဒါလေးရှိပတ်ပြီးရရတယ်ရောအမလေးရှိရင်ဒီကနေ့လာရီကိုထိုးပြသွားပြီလာရီပေါ်ကမင်္ဂလာဒီနာစလေโอเคခင်ဗျားမျိုးစုခဏပါခင်ဗျာမဟာနဲ့ဒါလေးပတ်ပြီးထားရောအမလေးဆိုကောင်းတာကိုတက်တက်ရတဲ့လာရီပြတာဆိုရင်ဒီမဟာဘူးလားခင်ဗျာကောင်းတဲ့အကူရပြတာဖအောင်တက်တက်ရပါခင်ဗျာလာရီပြတာဆိုရင်လာပြီခင်ဗျာကြားတဲ့လူရဲ့ရှင်းလုံးကိုမကြောက်အောင်ခံနေမှာကျွန်တော်တို့ဒါပဲအခုပါခင်ဗျာလာပြီတဲကောင်းတယ်ခင်ဗျာဝိုင်းနေရောက်လာတယ်လာပြီခင်ဗျာဆိုရင်ရောအခုဒါလေးရှင်းနေပြတာခက်ပါလေပြတာဆိုရင်ရပြဖာနဲ့တားသေးလို့လာတော့ရောအဲ့ဒါမဟာနဲ့
ချင်းမဟာညာရအဲ့တော့ကျွန်တော်ညာဘက်အပြင်ချင်းဆိုရင်တိတ်ကြီးဆက်ရပါလေခင်ဗျာလာပြီးလို့ပြတော့လာပြီးခင်ဗျာဇောင်းစလို့အလှပါခင်ဗျာဒီနာစလို့လားရောအဲ့ဒါလို့ပြတော့ရောအဲ့ဒါဖတ်စလို့လာပြီးခင်ဗျာဒီပေါ်လာလေးပြလိုက်ရမင်းပြလိုက်တယ်ခင်ဗျာကောင်းတဲ့ဇောင်းစလို့ပါခင်ဗျာရရှိတဲ့ဖြစ်ရှိတယ်ဘယ်လိုလဲလာပြီးခင်ဗျာအကျဉ်းမဟာနေဆိုပြထားတာဒီပူပေါ်လေးနဲ့အတားလေးပြရမယ်ခင်ဗျာဒီနာစလို့ကြောက်လာမြင်စစ်တော့လာပြီးခင်ဗျာကျွန်တော်မမရေးရချင်းကိုကျွန်တော်ချင်းလုံးတစ်ချင်းလေးနဲ့လာပြီးခင်ဗျာပူပေါ်ဆယ်လေးအလိုက်ပါခင်ဗျာကြောက်လာပူပေါ်နဲ့ရပါခင်ဗျာမဟာနေအတားဆိုပြလိုက်ရမယ်ကြောက်လာဆောင်းစလို့ပါခင်ဗျာကြောက်လာမဟာနေအတားဆိုပြလိုက်ရမယ်ရှိမှာရတယ်ကိုဆယ်လေးလာပြီးခင်ဗျာမဟာနေကောင်းတယ်ခင်ဗျာကွက်နေမဟာနေလေးနဲ့ပြတယ်ပဲဒီလာပြီးခင်ဗျာရောင်ပြနေပြီမဟာနေပေါ်ညာမှာကျွန်တော်တို့ကကြည့်ရတာပါခင်ဗျာကောင်းတော့ဆောင်းစလို့ခင်ဗျာဒီပေါ်မှာအတားလေးတဲ့ပူလာပေါ်အလှပါခင်ဗျာဒီစုကတိရကြောင်ရှိဘူးကျော်အကံရောတော်တော်ပြည့်ကောင်းတယ်ခင်ဗျာလာယူကိုပြလာဆိုရဲလာယူခင်ဗျာပြလာဆိုရဲနှစ်ချိန်လာယူခင်ဗျာမြင်းစီဖနာအတားစေပြီးတော့ရတယ်ခင်ဗျာဒီပေါ်နဲ့ပြန်ရောအမဆောင်းဆိုရဲအလိုလိုကောင်းတယ်ခင်ဗျာကျွန်တော်တို့နောက်တစ်ပြကြာတော့ကဘာဖနာပါခင်ဗျာဒီရကြတဲ့အတွက်ကျွန်တော်တစ်ဆန်းကျွန်တော်ဘာသာဖနာပုံနဲ့ပြသွားတာပဲဆိုဒီလားဆိုနှစ်ကြိမ်မှာခင်ဗျာကျော်တော်ချီပေါ်လာတာခင်ဗျာမဟာနေဒီလားတော့ဒီညာခင်ဗျာလာဘူးဒီလားဆိုအားကောင်းတဲ့ခင်ဗျာတမန်ကွန်းလေးဒါရီခင်ဗျာတိုက်ရအောင်အားကြည့်ရတော့ရှိတဲ့ဒီနေ့အပြည့်ခက်လာလို့ချင်းဆိုတာဒါပါပဲခင်ဗျာလာပါခင်ဗျာဒီလားဆိုလို့ဒါကြလို့မမရေးတာရှင်းပြရလားခက်တာခုလည်းတော့ဆောက်ခုခောက်ကဒီလိုရဆိုတာကျွန်တော်ပေါ့ရထောက်ရမယ်ကောက်လဲကောက်မယ်ခက်လဲခက်မယ်ခင်ဗျာပြေးလဲပြေးပြရပါမယ်ခင်ဗျာဒါကြောင့်ဒီလားဆိုလို့ရောအတားလေးရှိတာအဲအကြမှာဆိုလို့ရတာလေးပြထားတယ်ရောအခုဒီပေါ်ရင်းအတားလေးပြေရနန္ဒလောခင်ဗျာဒါကြောင့်လေဝိဇ္ဇာကတ်ပြီးရရှိရကြည့်ပါဦးကျွန်တော်တို့ဒီမှာရေးရချင်းပြမှာကတ်စားတဲ့အချိန်မှာကျွန်တော်တို့ရရှိဆိုတာအမှန်အရေးရှိတယ်ခင်ဗျာနားကြရရှိကောင်းတဲ့ဓာတ်ပြပါဗျာဒီပေါ်လှပါခင်ဗျာဆက်ဆိုကိုရတဲ့မှတ်ရကြတဲ့တရားပြည့်ရခင်ဗျာကျွန်တော်ကြည့်ရတော့ရရှိဒီမှာကောင်းတယ်ခင်ဗျာလာရခင်ဗျာအမျိုးစုခဏလာရခင်ဗျာဒီပေါ်အလှပါခင်ဗျာမျိုးစုခဏအဲဒီရရှိခင်ဆန္ဒစေတာလေမချစ်တဲ့ဖြစ်ပါလိမ့်မယ်ခင်ဗျာကျိုးတော့အမျိုးချက်တွေဝင်ရှိပါလာရင်ခင်ဗျာပြေဖို့ရနဲ့အတားလေးစီကပေးထားရတယ်ခင်ဗျာဟာမျိုးစုကိုပြေခင်ဗျာလာပြီကိုမဟာလည်းအလှပါခင်ဗျာရောအလားပြေဖို့ရလာရင်ခင်ဗျာပြလာစလို့ရောအလားမဟာလည်းကျန်တာပြလာစလို့ရောအလားမဟာလည်းရခင်ဗျာရောအလားမဟာလည်းနှစ်ချိန်လာပြေရတယ်ရောအလားမဟာလည်းသုံးချိန်ကျွန်တော်တက်ကြရပြန်ကြရဒီကနေ့အလှပါခင်ဗျာကျော်ပြန်ချေခွန်လားရောအမဟာနေအကြထိုင်ကြကလေးနဲ့ခင်ဗျာစက်တိုင်နဲ့ပြအထိုင်ကြတဲ့မှာမဟုတ်သေးဘူးဖောက်ပါခင်ဗျာဒါကြောင့်လေဆေးနေခုကချင်းတဲ့လူဟန်ဆိုချင်းတုံးဖတ်သွားရင်တော့ဟန်လူနဲ့ကတ်စားရတဲ့မမလေးရချင်းပြန်ဖြစ်ပါတယ်ခင်ဗျာလာပြီခင်ဗျာဒီကောင်တရားနာကိုပြပြထားတယ်ပတ်စလဲအကျိုးပါခင်ဗျာလာပြီတော့ဒီထလောက်လေးပါခင်ဗျာကိုယ်ရောင်ချိန်ပါ
နှစ်ကြိမ်ကိုသုံးကြိမ်ပါခင်ဗျာဒီကြိမ်မှာဘူးပြောကျော်အောင်၅ကြိမ်မဟာမယ်ကျွန်တော်ဝိုင်းဝန်းမှာတမန်လေးတွေဝင်လာတဲ့အတိုင်းပဲခင်ဗျာဆိုင်ရတော့ချင်းနေအားပြောင်းတော့ခင်ဗျာဆိုင်ပြောင်းတော့ခင်ဗျာလာပြီးမဟာဘူးမရောဒီပေါ်အလားခင်ဗျာလာပြီးလာစလို့ဒီမှာပြန်တရားနဲ့ပြန်ထွက်လာတယ်ခင်ဗျာကောင်းတယ်ဒါလို့စီရစီရနဲ့ခေါ်ရကျွန်တော်မကြိုးကမှန်းနေရောက်တော့အသေးပါခင်ဗျာဒီတောင်းလာတာပြီးထားတယ်လာပြီခင်ဗျာကကစားကြမယ်ချောဦးတာဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ခင်ဗျာပြောပြီးတော့သုံးချိန်ပါခင်ဗျာပြောပြီးတော့ပေါ်လာခင်ဗျာတို့ရဲ့စိတ်တွေစူးစီးတာတို့ရဲ့စိတ်တွေစူးစီးဒီပေါ်ရတယ်ပြောပြီးတော့မင်္ဂလာတော့ချိန်ကကြောက်ရဲအကြောက်မှာဆက်လို့ရတာခင်ဗျာပြီးတာဆိုတော့ရောင်ပြနေဒီကနေ့ချိန်ရတယ်ခင်ဗျာထောက်တာပြရကိုရပြီပြီးတော့ရောင်းရပြန်ပြီဒီလာပြီခင်ဗျာနေပါဘူးကောင်းတယ်ခင်ဗျာမဟာနဲ့ဒါပဲခင်ဗျာဒီလိုဖြစ်ရင်ခင်ဗျာကောင်းတယ်ခင်ဗျာဘာလို့မရဘူးကိုဖိဖိဖိလာဆိုလို့မကြောက်ဘူးခင်ဗျာရှင်းအောင်ကြာနေပြီခင်ဗျာရှင်းအောင်3နိုင်ကြာနေပြီလာပြီခင်ဗျာခင်ဗျာလည်းခဏရောအလားမဟာဘူးအခုရောအလားပတ်ဘူးလာပြီခင်ဗျာမဟာဘူးကောင်းတယ်ခင်ဗျာမကြောက်ဘူးပြမရှင်းကြာတယ်ခင်ဗျာခမဆလို့အားလိုက်ဆလို့ရတယ်ခင်ဗျာလိုက်ဆလို့ဆိုအကြိုက်ကြရတယ်ခင်ဗျာရှင်းမှာစပြီပြောအလားဆလို့စောတကယ်ကောင်းတာအလားမြင်ဖို့တော့အမလေးကတည်းကမြင်စီဆိုတော့အလားလာပြီခင်ဗျာဒီမှာချင်းလုံးလာကစားလာပါငယ်ကြီးအတူကစားကြမယ်တို့များချစ်တဲ့ဒီမှာချင်းလုံးလာကစားဘာလို့များတာပလူးစားပြန်ပေးထားတာခင်ဗျာဝယ်ဆလို့ရအလားဖြစ်သွား那这东南在比较多，有些不能过去。如果人家打架不人啊，外气的嘛，怎么样？啊，对内人呢，外气的怎么样？怎么前面这个外气的那个怎么样？再泼了怎么样？哪一个呀？ခင်ဗျာကျောင်းစကနဲ့မဟာလူနဲ့မဟာလူရှေ့မှာတခါကြာလာပြီဒီမှာကြည့်လိုက်ကျော်အဲ့ဒါဘူးမဟာလားဘူးရတော့မနဲ့ရောက်အဲ့ဒါတည်းဖေရောအဆောနံပါပါခင်ဗျာကောင်းတယ်ခင်ဗျာတခါရရဲလာပြီခင်ဗျာကိုတမန်လည်းပဲပေါ့နင်းကွက်လူနဲ့ခင်ဗျာမဟာလူနင်းလူပါခင်ဗျာကျွန်တော်ဒီခဏမှာခင်ဗျာအနောက်မှာကန်နေတောင်းနေတယ်ခင်ဗျာကောင်းတယ်ခင်ဗျာအချီပဲအစအကျမှာပြလာဆိုလေကောင်းတယ်ခင်ဗျာဒီကုတ်ကိုဒေလာဒီမတိအဆက်မင်္ဂလာပါခင်ဗျာဝိုက်ချီပဲလာပြီခင်ဗျာဖြစ်ပြီလေပါခင်ဗျာဖြစ်ပြီလေဒီလိုပါလို့ဒီတိုင်းဆက်တာခင်ဗျာပြိထားပါကိုအောက်ကအနာကပါခင်ဗျာဒါခင်ဗျာဆောင်းစလဲလားဒီဘဝနဲ့အကားဒီဘသုံးစုအကြမှာကျော်ပြန်ချီပြီးကိုမဟာမောင်းတင်ထားတာခင်ဗျာကိုရပြစ်ပါလေလာရောအပတ်တူပတ်တူပါခင်ဗျာအဲ့ဒါမဟာဘူးပါခင်ဗျာရှိလာစလဲလားကျော်ပြန်ချီပြီးပါခင်ဗျာဝါရကလည်းကတ်သွားယူကိုလာပြီးပြလာစလဲမြင်ရရမယ်ခင်ဗျာကောင်းတယ်ခင်ဗျာဘောဆာရှိပါလားခင်ဗျာအနေထားရတော့ကျွန်တော် touch လုပ်ပါပါမယ်ငါကလည်းဒီတော့ဒီညာခင်ဗျာဒီစီပါခင်ဗျာတရင်ချစ်တဲ့ရင်းစစ်ကအပြဆိုတာပါလေခင်ဗျာဒီတော့လို့ဒါခင်ဗျာတမန်တော်ပြန်ဖလောင်းဒီလားဆိုလို့ပါခင်ဗျာအပူကပြေပြီးတော့ကိုကျွန်တော်ကကစားကြရ
ကျွန်တော်တို့အခုဆိုရင်15မိနစ်ပတ်တာရောက်ပါပြီခင်ဗျာမဟာနော်စီကံပေးဖို့ပါခင်ဗျာစတဲ့ပြင်စီရအလားပါခင်ဗျာနှစ်ချိန်အခုခုံပိုက်တာဗျာလေးနာစုဒါဖြစ်တယ်ရော့အဲ့မဟာနော်လာပြီခင်ဗျာကျွန်တော်လူရဲ့ချင်းနဲ့အခြေအစရဲ့ကျွန်တော်ခက်ခစားတာနဲ့ခက်ခဲပါတယ်ခင်ဗျာကျွန်တော်လာပြီခင်ဗျာဆက်လို့ကြည့်ပြီးရပါတယ်ခင်ဗျာဟုတ်ကဲ့နှစ်ချက်ချေတော့မှာခင်ဗျာပြည်သူ့မင်္ဂလာကောင်းတယ်ခင်ဗျာဝိုက်ကြီးကောင်းတယ်ခင်ဗျာလာပြီခင်ဗျာဖြစ်ပြီးရှိတယ်မှာခင်ဗျာရှိတော့အားချမ်းသာမာလာတဲ့နဲ့ဒီပေါ်နမအားရပါလေရမယ်တွေ့ကြအဘိဓမ္မာပြီးဟုတ်ကဲ့ခင်ဗျာကျွန်တော်ဒီအစနဲ့ကျွန်တော်ချင်းသမားတွေနဲ့တော့တိတ်အစမပြေပါဘူးခင်ဗျာဒါကြောင့်လည်းအကာယာချင်းအကြဖိပြီးတော့ကျွန်တော်ဘုံဘုခတ်ကစားနေတာဖြစ်လာတယ်ခင်ဗျာဒါတော့အိမ်ကန်တစ်ချက်ခံလို့မဟုတ်ရင်တကယ်လည်းဘူးခင်ဗျာဒီကြပါလေခင်ဗျာဟာရောဆောင်းဆက်ရတာခင်ဗျာဒီဖေးရတာလို့လာရင်ခင်ဗျာမဟာနေတာခင်ဗျာဒီဆောင်းဆက်ရတာခင်ဗျာကြော်ပြန်ချီကြပါခင်ဗျာလိုက်ချီကြပါခင်ဗျာဒီဖေးရတာလို့ပြီးထားတယ်ခင်ဗျာဒီတော့အလှပါခင်ဗျာမြင်းကြီးနဲ့အမ်းပြပြန်ပြီးထားတယ်ရတယ်ဖိပြီးတော့ရော့အကြောက်မဟာနေမြင်းကြီးဖောင်းလာပြီခင်ဗျာမဟာနေအစင်းမြင်းကြီးအချင်းကိုဖြစ်နေပြီခင်ဗျာလာပြီချင်းပဲလာပြီခင်ဗျာမြင်းကြီးတက်ရပါခင်ဗျာနှစ်ချိန်ခင်ဗျာလာပြီခင်ဗျာနှစ်ချိန်ညမဟာနယ်စေပြီးတာရတယ်ခင်ဗျာကောင်းတယ်ခင်ဗျာရောအမမဟာနယ်ပဲခင်ဗျာမဟာနယ်3ချိန်ဆက်တိုက်တစ်ခါပြန်ရပါမယ်ခင်ဗျာရောအပန်းညွတ်တက်ကုန်ပြလိုက်တာအဲ့ဒါနယ်မဟာလာခင်ဗျာတကယ်အကြမ်းတစ်ခါပြန်ရှင်းပါကိုလာပြီခင်ဗျာမင်းသားပြောင်းလာတယ်မဟာရုလာပြီခင်ဗျာမဟာရုနဲ့တေဘောချက်ပဲရှိနေအတာပေးတယ်ရောအဲ့ဒါမဟာနယ်လာပြီခင်ဗျာကျောင်းစလဲကောင်းတယ်ခင်ဗျာဒီဘောပါခင်ဗျာဆလေးကောင်းတယ်ခင်ဗျာဒီကိုကျွန်တော်ကြည့်နေတော့ဘာတက်ကရက်ချင်နေနေနဲ့တော့ခင်ဗျာလာပြီခင်ဗျာပြည်လာဆလဲမဟာနယ်ပါဆလဲဒါလေးပြည်လာရောနေပြည်လာဘယ်ညာဒီမှာကြည့်လိုက်လာပြီခင်ဗျာဘာသာစေဖနာမှာခင်ဗျာအတာစေဖနာမှာရမဟာနယ်ရမဟာကြီးပါခင်ဗျာကျောတော့ရမဟာကြီးကခင်ဗျာနောက်ကျောအချမှာတာလေးဖြစ်ချလိုက်တာခင်ဗျာပြေဖွာလာပြီခင်ဗျာဒီစကားလည်းလက်ခုပ်ကိုတရားပြောင်းတော့ခင်ဗျာလာပြီခင်ဗျာကောင်းနေပြီမြင်းရတာပြေးတိုင်းပြေးဖနာလာပြီခင်ဗျာဆောင်းစလေအမစလေရှိမှာတာချပြီးတာရောအမဟာနယ်အတာစေပြီးတာလားရှိမှာရောပြေးဖွာတိုင်းပတ်ဖွာရောလေးပြာစလေလာပြီခင်ဗျာအခုရရမနော်ဘောချင်းပွဲလာတယ်ရှိတော့မယ်တရား9000ဟုတ်ကဲ့ပါခင်ဗျာအခုအခမ်းပြောပြီးကစားပြီးတဲ့ကျွန်တော်တို့မရိုးရာချင်းကိုစားပြီးကျွန်တော်စီစဉ်ကိုစားပြီးအထင်ဟာကျွန်တော်ဒီပေါင်းဒီနေ့ကျွန်တော်တင်နေပြီးတော့ကျွန်တော်ရှိရနေတူးနေ9000ကျပ်ပြီးချင်းမြင်ထားပါတယ်ခင်ဗျာဒါပါခင်ဗျာဆက်လို့မဟာရုပ်လာခင်ဗျာလိုက်ဖို့ကောင်းတယ်ခင်ဗျာဒီပြန်တော့တိုင်းလာခင်ဗျာဒီကနေ့ရဲ့ခဏမှာခင်ဗျာခဏဆိုတာတစ်ချက်ပြပြလေးပဲရှိရတယ်ခင်ဗျာဆောင်းစလဲလာပြီပြည်လာစလဲဟုတ်ကဲ့မဟာနယ်ဟုတ်ကဲ့ဒီမဟာရုပ်လာခင်ဗျာတာလေးဆိုင်လည်းကင်းပြထားတာဒီပထမနှစ်ချိန်ကျော်အရာညာမဟာရှိကလာပြီခင်ဗျာမဟာနယ်အတာစေပြထားပြန်ပြည်လာစလဲကျော်အရာကျော်ပြန်ရှိရင်ကောင်းတယ်ခင်ဗျာတမန်လည်းခဏကျော်အရာမဟာနယ်ကောင်းတယ်ခင်ဗျာပြပြလေးမချဘူးကျော်အရာမဟာနယ်ကောင်းတယ်ခင်ဗျာဒီဘွားလေးနဲ့ပါတိတ်ဆက်ရရဘယ်လိုခက်ခက်ပါခင်ဗျာတော်တော်ကြာချီအစောင့်ချီလေးနဲ့ကောင်းတယ်ခင်ဗျာမြင်စီဖလောက်ပါခင်ဗျာကောင်းတယ်ခင်ဗျာဝယ်ဖလောက်အစွမ်းမင်္ဂလာပါခင်ဗျာကျွန်တော်စုရနေ
ချင်းချင်းပြတာဖြစ်ပါတယ်ခင်ဗျာအခုတို့တူးချင်းစီသူ့ရဲ့ငွေလက်ခံပေးပါအောင်လို့ကျွန်တော်ပန်ကြားပါတယ်ခင်ဗျာဟုတ်ကဲ့အမှုရကြီးတော့သူ့ရဲ့ငွေရတာပေါ့ခင်ဗျာလာပြီခင်ဗျာလာပြီခင်ဗျာစီစားပေါ်ညာစီလုံးပေါ်ညာအတားတိပြီးဟောရပြီခင်ဗျာဒါအခြေခံစီးရေးပါခင်ဗျာဒါအခြေခံရှင်းဆိုနေကျွန်တော်အမြင်လာလို့နဲ့တကယ်လို့တော့အခုဖြစ်ပါတယ်ခင်ဗျာလာလို့စီစားပေါ်ညာကျွန်တော်ဒီဘက်ဆိုင်လိုက်ထားတယ်ဒီဘက်နှစ်ယောက်အားကောင်းစလို့အားကောင်းတယ်ခင်ဗျာဆလေရခဏကျော်လာပြီးကနေပြည်တော်ဆလေကျော်အလားမဟာနဲ့ကြောက်ခဏမဟာအကြောင်းပြည်တော်ဆလေပါခင်ဗျာခဏပြည်တော်ဆလေပါပဲဇောင်းဆလေဒီပြည်မြင့်ခဏပါခင်ဗျာဒီခဏကျွန်တော်ဆိုရင်ချင်းပြတာတော့ဒီကောင်းဒီနဲ့ချင်းအတင်းအားကျွန်တော်အခုဒီကျေးဇူးတင်ရှိပါတယ်ခင်ဗျာခင်ဗျာဒီလိုအားလာပါခင်ဗျာမသက်ချင်ဘူးကြပါခင်ဗျာကျွန်တော်ဖက်ကစားနေတာ9မိနစ်ပဲကြာမှာပဲခင်ဗျာ25မိနစ်ဟိုရောက်ရှိပါပြီခင်ဗျာပြေရမင်္ဂလာနဲ့စင်မင်္ဂလာအကြမှာဆက်လို့ရပါခင်ဗျာကောင်းတာမဟာဘူးလာပြီးဆက်လို့ကျွန်တော်ကျော်လန်းရှိပြမှာခင်ဗျာအဆက်မင်္ဂလာပါခင်ဗျာရှိတယ်မှာခင်ဗျာဒီပနောင်းနဲ့ကျော်အားမဟာနဲ့ဒါခင်ဗျာအဲ့ဒါမဟာညနဲ့ထပ်တာခုနကအမျိုးကြီးပတ်ပြီးခဏမှာခင်ဗျာဘယ်မှာတူတူပြေးပေါ်ဆိုတော့ရှိလို့ရှိပါခင်ဗျာယာဒီမဟာရဆလေအဲ့ဒီခဏအကောင်းကောင်းခဏဆောင်ဆလေမဟာရလာပါခင်ဗျာလာပါခင်ဗျာဝါချီပေါ်မှာခင်ဗျာကျေပြန်ချီပေါ်မှာလာပါခင်ဗျာကျေပြန်ချီပေါ်မှာခင်ဗျာရတယ်ခင်ဗျာဒါလေးလိုက်ပြီးထားတယ်ရောအဲ့ဒါလေးရှိရင်ဟုတ်ကဲ့ဒီလားဆိုရင်ကောင်းတယ်ခင်ဗျာပတ်ပေါင်းနေတာလေးဒီနော်ဘုရားမင်္ဂလာပါခင်ဗျာခြေကကျက်ရပါခင်ဗျာပတ်စလို့ပြေးပါခင်ဗျာမြင်းစည်းကျက်ပြပါခင်ဗျာလာပြီခင်ဗျာဆလို့ကောင်းနေခင်ဗျာဆလို့ပြေးခဏကျွန်တော်ချင်းချင်းဝိုင်းနေပြောတာခင်ဗျာပြေပေါ်ကျွန်တော်လာပြီခင်ဗျာအစောမင်္ဂလာကောင်းလိုက်တဲ့အဆန်ဖလာတော့ခင်ဗျာမျိုးစုချက်တွေလာပြီးလိုက်ကစားတော့2မိနစ်ပဲကြာမှာတော့ခင်ဗျာဒီခဏမှာခင်ဗျာစလုံးလာပြီးတော့ညဘာလို့ဒီမှာချပြီးထားလဲမထချီကနေကာလပိတာလာပြီးတော့ရတယ်ပြည့်ရပြီခင်ဗျာဘာနဲ့ပြန်ရောက်လာပြီဝမ်ပြင်ရှင်းတော့အဲ့ဒါပါပဲခင်ဗျာမဟာဘူးမင်းမဟာဘူးလားခင်ဗျာဟေးရာဒီကဆောင်ကလေးညာကာလပိတာရပြီခင်ဗျာဆလေးပြောဆလေးနဲ့မဟာဘူးလားခင်ဗျာမဟာဘူးမရပါခင်ဗျာ3ရမဟာဘူးအခု4ရမဟာဘူး5ရမဟာဘူးခုလာပြီးတော့9ရပြောက်ချင်နေတယ်6ရတိုင်းမာရီမှာအဖို့ပြ2ရမဟာဘူး3ရအဖို့ခင်ဗျာ4ရမှာကောင်းတယ်ဖြစ်ပါပြီခင်ဗျာအလိုက်ပြီးတော့ရတယ်ခင်ဗျာကိုကောင်းလိုက်တာခင်ဗျာဒါလေးကကြာပြီးတော့ချင်းမကြောက်ခဏနိုင်မှာဒါပညာရပါခဏလာပြီးလိုက်ပြီးတော့ဆဲတယ်ရတယ်ခင်ဗျာဝိုင်းနေရောက်လာတယ်မင်္ဂလာအတားလေးထိနေဒီအဆက်မဟာပါခင်ဗျာအခုဒီကိစ္စနဲ့ဆောင်နောက်ဆုံး3ပါကြပါခင်ဗျာလာပြီခင်ဗျာသမီးလည်းထားကောင်းတဲ့ဖန်တီလာပေါ်ပါခင်ဗျာဘုရားအတားနဲ့ပြတာလေကြောက်လာစောင်းစလဲလာတာခင်ဗျာလေပြတာပေါ်ပထမအတူပြစမှာခင်ဗျာပထမအတူပြစမှာအခုလာပြီခင်ဗျာ
ရောက်စီကြပါပြီ။ဒါခင်ဗျာဒီလိုဆိုတာ6ရောက်စီကကျွန်တော်ဘာလို့ပြန်ကပ်ကားနေရခင်ဗျာဒုတိယပြေးခြင်းပါခင်ဗျာနမောရကောင်းလိုက်တာဒုတိယပြေးခြင်းပါခင်ဗျာလာပြီခင်ဗျာ3ရောက်ထိ4ရောက်ထိ5ရောက်ထိဟုတ်ကဲ့ခင်ဗျာကောင်းပြီခင်ဗျာဒီကွာအကောင်လေးနဲ့ပြေးကြပြန်ပြီခင်ဗျာပြောရူကမင်္ဂလာကိုဒီလေးပါလာတဲ့မဟာရုနဲ့ဇောင်းဆိုလေအတားလေးပိုးနဲ့လိုက်ပြီးတော့ဝိုင်းနဲ့ပြန်အကျရပြီခင်ဗျာအမှတမန်လည်းကြော့ရနေပြီခင်ဗျာဒုတိယပူဇင်တက်တက်ရခတ်ကစားနေတာခင်ဗျာလုံးဝမကြောက်ဘူးခင်ဗျာမြင်စီခဏ2ယောက်နောက်ဆုံးပြေးချင်ပါကိုမကြောက်ဘူးလို့ထင်ရပါဗျာကြောက်တော့ချင်းလာပြီခင်ဗျာလာပြီခင်ဗျာဒီပေါ်နဲ့တားလေးပြေးထားရမယ်ကိုဟုတ်ကဲ့ပါခင်ဗျာနောက်ဆုံးပြေးချင်ဖြစ်သွားတဲ့အတွက်ကျွန်တော်စီဆိုင်မှုနဲ့ကိုစားမှုမရချင်းလုံးအတင်းအားအထူးပင်လေးစားပါခင်ဗျာဟုတ်ကဲ့လေးစားကုန်တော့ပါခင်ဗျာဟုတ်ကဲ့ခင်ဗျာ